ဒီမီတာလေးရနော်နေရလေးနေရလေးရှိတယ်ဒီကောင်ကြတော့သူကအဝင်လိုက်အဝင်မီတာအဝင်ရနေမှာဒီလေးလေးအဝင်မီတာလက်စစ်အဝင်ကမီတာဒီမီတာအချက်ပြမယ်နော်အထွက်မီတာဒါဟိုတုံးမော်ရာဘရိကဘရိကနော်ဒီကဒီလက်ခေါ်နှစ်ပေါက်ထိုးငါသုံးပေါက်ထိုးလုံးနေနော်ခလောက်ကတော့တက်ကတည်ပေါ့ခလောက်နောက်မှတက်မယ်မဘလက်ခုံတစ်လုံးတက်မယ်ဒါအဝင်ဘရိကဆိုတော့ကောင်းနေပြနော်အောင်မှကျွန်တော်ဒီပေါ်လေးတွေကဒီလေးထည့်နော်ညာ AC နည်းနည်းကိုကောင်းနော်ဒီမီကိုမီတာချက်မပြသေးနော်မီမထွက်သေးဘူးမီဒီပလေးကအရှိတင်မယ်အထွတ်မီတာနော်မီတာအယောင်ကြီးရှင်းနော်မီတာဆိုရင်နောက်တစ်ချက်ပြပြီမယ်နောက်ယူရှင်းတယ်နောက်ယူရှင်းတိတ်နေပါလားနော်နော်လေးတော့ဒီလိုကျိုးလုံးလေးပဲထူရနော်ဒီလိုကျိုးလုံးလေးဒီကောင်ကြတော့ကျိုးချုပ်တဲ့ဟိုနေဘောမလဲနာကျိုးချုပ်တဲ့တာဒီကတစ်ချက်စုမဦးဟာနော်ဦးဖွင့်ဦးဟာနော်ဦးဟာအနီလေးဘာလို့လဲနော်ကောင်းလေးပိတ်လိုက်ကျုံငင်မော်ရာပရိကလေးကောင်းလေးအော့ပြန်အော့မယ်နော်F အော်နော်အဝင်မီတာလေးဘလို့လဲဆိုတော့ဒီကားလည်းကောင်းတယ်ဒါ2000နဲ့3000နဲ့ရှိတာ2000နောက်တော့1000နဲ့ရှိနော်အဲ့ဒါကြာတော့ကျိုးတစ်ချောင်းနဲ့တော့လူမှုကျိုးတစ်ချောင်းနဲ့တော့နော်ဒီတစ်ချောင်းနဲ့နော်ဘုံရင်းလောက်တာဒီကောင်လေးကချင်းစရာလေးဒီကောင်လေးအခုံလေး8000မှကြာတယ်ဒီကောင်လေးတွေဒီမီတာခွက်လေးရတော့4000ဒီကောင်လေး4000ဒါလေးက9000ဒါလေးဘလောက်လဲကျွန်တော်လည်းမေး9000လား5000လောက်ရှိရနော်ထပ်သားပြဝင်မယ်ဆိုရင်ထပ်သားပြလည်းအဲ့လိုတော်ကြာဒါလေးတွေစင်တာဆိုတော့အကုန်လုံးဝင်ညလောက်ကြာတယ်ကျူရောပါအောင်ဆို3သိန်းခွဲလောက်ကြာနော်လက်ခါကြီးဒီအထက်သားပြားတွေပါပြီနော်ဒီလိုထိလေရပါကျွန်တော်ရှိတဲ့ဒီကျူလေးလူကျူလုံးလေးကျွန်တော်ဖြတ်ပြောနေလို့ရတယ်နော်ကောင်လေးအမေတောင်းတယ်ကောင်လေးကအစ3စားထွက်တယ်နော်အဲ့ဒါလေးကိုညှက်ပဲနဲ့ဒီမှာကျွန်တော်ယူနေကျူလို့တာကဆူထူးကျူအားရကျူလေးနဲ့
နဲ့ချောင်းလဲဆိုတော့တကြီး5 6ချောင်းထဲအမေးပူတောင်းတစ်ချောင်းနဲ့တစ်ချောင်းရမအောင်ဒီကောင်လေးချစ်စရာလေးဒီပလီကပြန်အုပ်တာဒီကောင်လေးမပါဘူးဆိုဒီပလီကမငြိမ်ချုပ်လို့မရဘူးပြန်ချုပ်လို့မရတော့ပလီကောင်ထဲပြီးတော့လည်းလောက်တာဆိုတော့ပလီကပြန်ချုပ်တဲ့တော်မျိုးဒီဘူးလေးကပလီကအုပ်တဲ့ဘူးကြီးอ่ะနော်ချစ်စရာလေးနော်သူကမှန်ကြီးလေးနဲ့ဒီခေါ်ဖွင့်မယ်ဆိုရင်ဒီမှာခေါ်လုံးဖွင့်မယ်ဆိုဒီမှာဒီကောင်လေးဖွင့်အကောင်လေးနော်ထိတ်ပြီးပါကောင်းတယ်ဖွင့်မယ်